မနက်ခင်း၄နာရီလူတွေအိမ်မောချနေချိန်မှာဒီကောင်မလေးရဲ့တနေ့တာကတော့စတင်နေပါပြီ။သူမကိုပြင်ပန်းကြည့်လိုက်ရင်နုနဲ့ပြိုမြင့်တဲ့မိန်းကလေးငယ်လေးတယောက်လိုထင်ရပေမယ့်သူမရင်ဆိုင်နေရတဲ့အလုပ်ကတော့တန်မာတဲ့ယောက်ျားသားတွေတောင်လက်ဖျားခါရလောက်တဲ့အလုပ်တစ်ခုပါ။ဦးတော်ခောက်ဆွဲသားကောင်းမှုမို့ဆိုတာဆက်ကလုံးနှိမ့်လိုက်ရုံနဲ့မရပါဘူး။အရှိပူမီလို့ခေါ်တဲ့ခြေထောက်နဲ့နေမိနေရတဲ့အဆင့်ကအင်မတန်ပင်ပန်းပါရီ။သူမကသူမရဲ့ခန္ဓာကိုယ်လေးချိန်တစ်ခုလုံးကိုအသုံးပြုပြီးမာကျော်ရဲ့ဂျုံတုံးကြီးနူးညံ့လာတဲ့အထိနာရီနဲ့ချီပြီးမနာရန်လှုပ်ရှားပေးရပါရီ။ဒါဟင်းချက်နေတာမဟုတ်ပါဘူး။စစ်မြေပြင်တစ်ခုလိုအားကုန်ထုတ်ထားရတာပါ။ဒီအဆင့်ကိုကြည့်ပါဦးသူမကင်ထားတဲ့တစ်သားတလိန်တုံကြီးကတာမန်လူတွေမနေတဲရလောက်အောင်ကိုလေးလံပါရီဂျုံသားကိုပါလွှာပြီးတော့ညီညာအောင်လှိမ့်ဖို့အတွက်လက်မောင်းအားတင်မကပဲခါအားခြေထောက်အားတွေကိုပါသုံးရပါရီလက်ဖော်အားတွေနေရဲပြီးတော့အတမတက်နေပေမဲ့သူမရဲ့မျက်ဝန်းတွေကတော့အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့တောက်ဖနေတော့ပါပဲခန္ဓာကိုယ်ကပင်မနှွမ်းနေပြီးဖြစ်ပေမဲ့စိတ်ကိုလျှော့လိုက်လို့မရပါဘူးလက်ထက်ကဓမ္မကြီးကလေးလံတယ်လို့ခောက်ဆွဲတင်မြင်ချင်းစီရဲ့အထူပါညီညာဖို့အာရုံစိုက်ထားရပါရီသူမရဲ့ချွေးဆက်တွေကဟင်းရည်တွေကိုကြာသွားတာမဟုတ်ပါဘူးသူမရဲ့လက်ရာတွေမှာစေတနာအဖြစ်စည်းဝင်သွားတာပါကျွန်တော်တို့စားလိုက်တဲ့ဥဒန်တပွဲမှာသူမရဲ့ဘဝသူမရဲ့အားအင်နဲ့သူမရဲ့စေတနာတွေအပြည့်ပါဝင်နေပါရီဒီလိုကြိုးစားအထောက်မှုမျိုးကိုလေးစားရင်သူမအတွက်အသေးလေးပေးခဲ့ကြပါဦး